အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Lucky In Channel လေးကနေပြီးတော့ကျွန်တော်မိသားစုနဲ့ကျွန်တော်ကိုယ်ပိုင်အားလုံးပဲမင်္ဂလာပါလို့ပြန်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောအချိန်ကတည်းကမှာကျွန်တော်ကိုယ်ပိုင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချင်းပိုင်ပြည့်စုံကြပါစေလို့ကျွန်တော်ကိုရင်းရနေပြီးတော့ဥစွာပထမဆုမကောင်းတောင်းပါတယ်ဗျာကဲကျွန်တော်မနေ့ပြန်အင်္ဂါနေ့မနေ့ညမှာလွဲခဲ့တယ်ဆိုပေမဲ့เนาะမနက်စီကတော့မလွဲဘူးဒါပေါက်တဲ့လူရှိတယ်မပေါက်တဲ့လူရှိညနေချိန်မှာလုံးဝလွဲတယ်ဆိုပေမဲ့ကျွန်တော်အခုဗုဒ္ဓမနေ့မနက်စီမှာကျွန်တော်ဒါအောက်ကွက်ပြန်ပြီးမိသွားပါပြီဒါကကိုယ်ပိုင်အားလုံးပဲเนาะငွေထိုးရမယ်အမြဲကြံမယ်လို့ထင်ပါတယ်เนาะကိုယ်ပိုင်အားလုံးပဲဒါကြောင့်ပြောပါတယ်ပေါက်ကနန်းလိုချင်တဲ့ကိုမကြီးပါဘာမှလုပ်เสียရမလို့เนาะကျွန်တော် review file တင်တဲ့အချိန်တွေ live show လွှင့်တဲ့အချိန်တွေမှာအဓိကပြောချင်တာဒီကျွန်တော်ပြောမယ်ကျွန်တော်ရွေးချယ်ပေးတဲ့ကဏ္ဍလေးတွေကိုမနှက်ညမှာပုံမှန်လေးစော့ပေးနေရင်ကျွန်တော်ကိုမကြီးကပေါက်ကနန်းနဲ့မဝေးပါဘူးเนาะဒါလေးကိုပြောပေးတာပါကျွန်တော် channel ကအသစ်ဖြစ်တဲ့ကျွန်တော်ကိုမကြီး view လေးနည်းနည်းကြာတာရှိမယ်เนาะကိုမကြီးအားလုံးပဲဒါကြောင့်ကျွန်တော် like ကတော့မလွှင့်တော့ဘူးဗျာเนาะ like ကတော့မလွှင့်တော့ view file ပဲကျွန်တော်အများနဲ့ပုံမှန်တင်ပေးမယ်ဒါကြောင့်ကိုမကြီးအားလုံးပဲเนาะအရန်ရှုံးနေတယ်ပေါက်မှဖြစ်တော့မယ်ဆိုတော့ကိုမကြီးကဒီ view file လေးကိုမြင်ခဲ့မယ်ဆိုရင်တော့အဓိကတော့ view file တင်တဲ့အချိန်นี้ကျွန်တော်ရွေးချယ်ပေးမယ့်ကဏ္ဍလေးတွေကိုမနက်တစ်ချိန်ညနေတစ်ချိန်ပုံမှန်ဆော့ပေးပါတော့ဒီနေ့ကြည့်လဲနောက်နေ့မကြည့်လိုက်မလို့ပေါက်ကနန်းမရတော့တာကျွန်တော်ရဲ့အပြစ်မဟုတ်ပါဘူးကျွန်တော်ကိုမကြီးအပြစ်ဖြစ်သွားတယ်ဘယ်သူမှအချိန်မမှန်နိုင်ဟုတ်တယ်မလားကျွန်တော်ကိုမကတော့အပတ်တိုင်းမှာတော့ကျွန်တော်အချိန်အများကြီးထိအောင်လို့အများကြီးငွေထုတ်အောင်လို့ကျွန်တော်အကောင်လုံးအပတ်တိုင်းမှာစူးစမ်းပေးရတယ်ဒီဘက်မှာဆိုတော့ကျွန်တော်3ပွဲထုတ်သွားပြီပထမတစ်ပွဲကတော့အခွေအောင်တဲ့အတွက်ကြောင့်တော့တစ်ထည့်တော့မပြောတော့ဘူးကျွန်တော်3ပွဲမှာတစ်ပွဲအဆင်ပြေသွားပြီ main ကွက်เนาะကျွန်တော် main ကွက်အဆင်ပြေသွားပြီညနေစီလဲကျွန်တော်အကောင်းဆုံးထပ်ပေါအောင်စူးစမ်းပေးပါမယ်ဒါကြောင့်ကိုမိုင်းအားလုံးပဲ like လက်မလေးနှိပ်ပြီးကြည့်ပါ channel subscribe နေရတဲ့ကိုမိုင်းအားလုံးပဲ channel subscribe နှိပ်ပြီးကြည့်ပါနေပြီးသားကိုမိုင်းကလည်းဒီ view file လေးကိုအများမြင်အောင်တူးတဲ့တက်ဆိုင်နေရာလေးမှာ share ပေးပါလို့ကျွန်တော်ကိုရင်းရနေအထူးပဲမြတ်တာရက်ခဲ့ပါတယ်ဗျာเนาะပြီးတော့6လေး4ကိုဆိုတဲ့1ကျွန်တော်6လေး4ကိုဆိုတဲ့တင်ကွာလေးနဲ့ငွေထုတ်လိုက်ရတဲ့မိသားစုတွေပါရင် comment လေးမှာတစ်ချက်လောက် comment မှတ်မိပါအောင်เนาะကျွန်တော်ဘက်ကဘာမှတောင်းတာဆိုတာမျိုးမရှိဘူးเนาะပေါက်ကြီးလေးတွေကိုဘလောက်ဘူးပဲပေါက်ကြီးလေးတွေကောင်းမှမမေ့ပါအပျော်လေးညှော့ပေးပါမိသားစုတွေအားလုံးပဲเนาะညနေချိန်မှာလည်းအပျော်လေးဆက်ပြီးကုဆက်ပြီးပေါက်ကနန်းလေးမိအောင်လို့ပါเนาะကဲကိုမကြီးအားလုံးပဲဗုဒ္ဓဘုနေ့ညနေ4:30စီဆက်သွားကြမယ်ဗျာเนาะ15ရက်10လ2012မှာငါဗုဒ္ဓဘုနေ့ညနေ4:30စီအတွက်ကျွန်တော်ဝမ်းချင်းလေးပြောပေးမယ်ဝမ်းချင်းလေးကြိုက်ရင်လိုက်လက်မနှိပ်ပေး view file လေးစဆုံးကြည့်ပေးပါเนาะဝမ်းချင်းဒီ65ဝမ်းချင်းပါမိသားစုတွေအားလုံးပဲเนาะဝမ်းချင်းဒီ65ဝမ်းချင်း6ပိုင်5ပိုင်ပါเนาะကိုမကြီးအားလုံးပဲကီးလေးကတော့1.3ညာကီးကီးက1.3ညာကီးဝမ်းချင်းဒီ65ဝမ်းချင်း6ပိုင်5ပိုင်မှာအကူမရအောင်မယ်6နဲ့ပတ်သက်ပြီးတော့ကျွန်တော်၄ခွက်ထုတ်ပေးမယ်9နဲ့ပတ်သက်ပြီး၄ခွက်ပြီးရင် view file လေးအဆုံးမှာကျွန်တော်တင်ခွက်လေးရွေးချယ်ပေးမယ်เนาะကျွန်တော်ထုတ်ပေးနေကြတိုင်းထုတ်ပေးမှာဖြစ်လို့ view file လေးစဆုံးကြည့်ပေးပါเนาะ like လက်မတော့နှိပ်ပေးပါအကူမရအောင်မယ် like လက်မလေးအားနေနေတာတွေ့ရပါတယ်เนาะခေ65ဝမ်းချင်း6နဲ့ပတ်သက်ပြီးတော့60 61 62 64ပါ6နဲ့ပတ်သက်လို့အဓိကထားအဓိကကစားမယ်ခဏလေး၄ခွက်ပါမိသားစုတွေအားလုံးပဲ6နဲ့ပတ်သက်ပြီးတော့60 61 62 64ပါကိုမရအောင်မှာ Viber channel မှာကျွန်တော်ဘာလို့ main ကွက်ထည့်မရေးပေးတာလဲဆိုရင်ကျွန်တော်ရဲ့ review file လေးကိုလာကြည့်စေချင်လို့ကျွန်တော်ထည့်မရေးပေးတာ main ကွက်လိုချင်တဲ့ကိုမကျွန်တော်ဖုန်းမဆက်နဲ့ review file လာကြည့်လိုက်ပါဗျာเนาะကိုမရအောင် review file လေး view များအောင်လို့ဗျာဒီထက်ပိုလူများများလေးမြင်အောင်လို့เนาะလူကြီးနှုံမုံလူကြီးပေါ့ဗျာလူကြီးတာနဲ့များအောင်လို့ကျွန်တော်က main ကွက်ကို Viber မှာထည့်မရေးပေးတာလေးကိုဆိုတဲ့ခဏကပါတယ်တော့တချို့တွေရှိတယ်အအားလုံးမပေါက်လိုက်ရတာဖြစ်တယ်เนาะဒါတော့ကျွန်တော်ကိုမိုင်းနဲ့အများကြီးဆိုင်သွားပြီเนาะဒူရီဆိုတော့အာပြီးဆော့ရတယ်เนาะကိုမိုင်းရအောင်ပဲဒူရီဆိုတာအာပြီးဆော့ရတယ်မိသားစုတွေအားလုံးပဲပြီးတော့ check ကနန်းတောင်းတဲ့မိသားစုတွေမျိုးတွေတော့ကကျွန်တော်ညနေ view file လေးမှာเนาะကျွန်တော် check ကနန်းလေးကျွန်တော်နှစ်ကွက်เนาะဟိုဘက်ကလိုပဲကျွန်တော် check ကနန်းနှစ်ကွက်ကို view file လေးမှာတစ်ခါထည့်ပြောပေးခဲ့ပါမယ် like တော့မလွှင့်တော့ဘူးဗျာเนาะပြီးတော့ check ကနန်းကကိုကြိုက်မှဆော့ပါကျွန်တော်လည်းဒါကျွန်တော်အပိုင်းမဟုတ်ဘူးကျွန်တော်ထိုးမဲ့ကဏ္ဍလေးတွေပဲကျွန်တော်ကမှကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်เนาะ check ကဏ္ဍကျွန်တော်ပေးတာလုံးဝမဟုတ်ဘူးเนาะကျွန်တော်ထိုးမဲ့ကဏ္ဍလေးနှစ်ကွက်ကိုပဲကျွန်တော်ကမှကျွန်တော်ခေါ်ပြပေးတာဒါကြောင့်ကိုမကြီးအားလုံးပဲကြိုက်မှယူဆော့ပါเนาะ check ကဏ္ဍတောင်းတဲ့ကိုမကြီးအတွက်ကျွန်တော်ည video file လေးမှာတစ်ခါရဲထည့်ပြောခဲ့ပြီမယ်เนาะမနက်ဖြန်ကျွန်တော်ကြာသာပတိရဲ့မနက်စေးတော့ကိုပြောရတဲ့ video file လေးထဲမှာကျွန်တော်တစ်ခါရဲထည့်ပြောခဲ့ပြီမယ်เนาะကိုမကြီးအားလုံးပဲပြီးတော့ main ကွက်လို့ကျင်တဲ့ကိုမကြီးအားလုံးပဲ view file လေးလာကြည့်ယူပါအမြဲတမ်းเนาะ view file လေးလာကြည့်ယူပါเนาะ view file လေးကြည့်စေချင်လို့ကျွန်တော် main ကွက်ကိုတက်တက် Viber မှာမြည်ပေးတာမိသားစုတွေအားလုံးပဲเนาะကဲ6နဲ့ပတ်သက်ပြီးတော့ဒါ61 60 62 64ပါကိုမကြီးအားလုံးပဲ6နဲ့ပတ်သက်လို့4ကွက်ပါเนาะ6နဲ့ပတ်သက်ပြီးဒီကထိုးအောင်လို့4ကွက်9နဲ့ပတ်သက်ပြီးတော့50 51 52 5ခွန်ပါ9နဲ့ပတ်သက်ပြီး4ကွက်ပါအကုန်မကြီးအားလုံးပဲเนาะ9နဲ့ပတ်သက်ပြီး4ကွက်ကျွန်တော်ကိုမကြီးကညနေမှာထိုးမယ်ဆိုရင်6ပါတော့ကနန်း5ပါတော့ကနန်းကိုဦးစားပေးဆော့ပေးပါเนาะကီးလေးကတော့1.3ညာကီးဝမ်းချင်းဒီ65ဝမ်းချင်း6ပိုင်5ပိုင်ပါ6နဲ့ပတ်သက်ပြီးတော့60 61 62 64ပါကိုမကြီးအားလုံးပဲเนาะ9နဲ့ပတ်သက်ပြီးတော့50 51 52 5ခွန်ပါကိုမကြီးအားလုံးပဲကဲလာပြီတင်ကွယ်လေးလာပြီတင်ကွယ်လေးက63တင်ကွယ်58တင်ကွယ်ပါကိုမကြီးအားလုံးပဲเนาะညနေစီအတွက်ကျွန်တော်ရဲ့ရွှေကနာလေးထဲမှာအကြိုက်ဆုံးနှစ်ကွက်က63တင်ကွက်58တင်ကွက်ပါ63အကြိုက်ဆုံး58အကြိုက်ဆုံးပါဒါညနေ4:30ဈေးတော့ပါအကူမကြီးအားလုံးပဲเนาะကဲကျွန်တော်ကူမကြီးအားလုံးပဲเนาะ view file လေးရှင်းတောင်းပေးပြီပါကျွန်တော်မိတ်ဆွေကူမကြီးအားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ချမ်းသာရင်ပြည့်စုံကြပါသည်ကျွန်တော်ကိုရင်းနဲ့ကန်ဆက်ပြီးတော့ညနေစီ share ပေါက်ကြပါသည်ကျွန်တော်ဆူတောင်းနေပဲကျွန်တော် view file လေးဒီမှာပဲရှင်းတောင်းပေးပြီပါအားလုံးပဲ goal လက်ပါเนาะညနေမှာပေါက်ကြပါသည်ဗျာအားလုံးပဲဘိုင်းပါเนาะ